မနက်မိုးလင်းလို့ကောင်းမလေးနိုးလာတဲ့အခါမှာသူမရဲ့ချစ်သူကြောပေါ်ကထူးဆန်းတဲ့အဖူအကျိတ်ကြောကုန်းဟာပြန်ပေါ်လာတာကိုတွေ့လိုက်ရပါတယ်ဒါဟာဒီချိန်စာကနေလွတ်မြောက်ဖို့ဘလို့မှကုသလို့မရဘူးဆိုတာကိုသက်သေပြနေတာပါသူတို့နှစ်ယောက်အိမ်ပြန်လမ်းမှာဝတ်ဆောင်ပြဝတ်ထားတဲ့ထူးဆန်းတဲ့လူတစ်ယောက်ကကောင်းမလေးကိုလိပ်စာကတ်တစ်ခုပေးခဲ့ပါတယ်သူကဘသူလဲဘာကြောင့်ပေးတာလဲဆိုတာကောင်းမလေးအတွက်နားမလည်နိုင်စရာဖြစ်နေပါတယ်သူတို့ရွာကိုပြန်ရောက်တဲ့အခါရွာသားတွေကသူတို့ကိုဝမ်းသာအားရကြိုဆိုကြပါတယ်ဒါပေမဲ့ရွာကလူကြီးတစ်ယောက်ကတော့သူ့သားရဲ့အခြေအနေကိုမြင်ပြီးစိတ်မကောင်းဖြစ်နေပါတယ်ကောင်းမလေးဟာအစောကရခဲ့တဲ့လိပ်စာကတ်ကိုတတိယပြီးဖုံးဆက်လိုက်ပါတယ်သူကဝိညာဉ်တွေနဲ့စကားပြောနိုင်တဲ့အပြင်ဝိညာဉ်ချင်းချင်းတောင်အောင်သွယ်ပေးတတ်သူပါကောင်းမလေးရဲ့အကူအညီတောင်းမှုကိုလက်ခံပြီးသူဟာခီးဝေးကားစီးကအဲ့ဒီရွာလေးကိုရောက်ရှိလာပါတယ်သူ့ရဲ့သူငယ်ချင်းကဆိုင်ကယ်နဲ့လာကြိုပြီးရွာထဲကိုခေါ်သွားခဲ့ပါတယ်နောက်ပိုင်းကိုကြည့်ချင်ရင်ကောမန့်မှာကြည့်ချင်တယ်လို့ရေးခဲ့ပါတညမှာပစ်တာဟုခေါ်တဲ့အမျိုးသားကအင်ဒူကိုသူ့တန်မှာလာတွေ့ဖို့ခေါ်လိုက်ပါတယ်သူကအင်ဒူကိုမင်းရဲ့ညီမနဲ့ဒီဝိညာဉ်ကြားမှာတခုခုတော့ပတ်သက်မှုရှိနေတယ်ဒီဝိညာဉ်ကိုနှိမ်နှင်းဖို့ဆိုရင်မင်းညီမကိုထောက်လှမ်းရေးဖြစ်အသုံးချရမယ်လို့ပြောခဲ့ပါတယ်နောက်တနေ့ညမှာပစ်တာကအင်ဒူကိုစောင့်နေပေမဲ့အင်ဒူကသူမရဲ့အမေနဲ့သူရှိနေတာကြောင့်အပြင်ထွက်မရပဲဖြစ်နေပါတယ်ဒါကြောင့်ပစ်တာကအိမ်ထဲကိုခိုးဝင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာတကားကသူ့လိုပွင့်လာပြီးအင်ဒူနဲ့တူတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရပါတယ်ဒါပေမဲ့သူမကဘာမှပြန်မပြောပဲတိတ်ဆိတ်နေပါတယ်တကယ်တော့သူမဟာအင်ဒူမဟုတ်ပဲအင်ဒူရဲ့ညီမဂုံတီဖြစ်နေတာပါပစ်တာတို့ဖွဲ့ဟာဂုံတီနောက်ကိုလိုက်သွားရင်းကာကူတာဆိုတဲ့နေရာကိုရောက်သွားကြပါတယ်ဂုံတီဟာဝိညာဉ်ပုကတ်နေရဲ့ရုပ်ကောက်ရုပ်ရှေ့မှာအတန်ကျဲကြီးနဲ့ရေမောပြီးတတိလက်သွားပါတယ်အဲ့ဒီအချိန်မှာပဲကာကူတာဝိညာဉ်နိုးထလာပြီးရုပ်ကောက်ရုပ်ထဲကနေထွက်လာပါတယ်ပစ်တာတို့ကရုပ်ကောက်ရုပ်ကိုမိရှို့လိုက်ပေမဲ့ဝိညာဉ်ကမသေးပဲသူတို့ရှေ့မှာကိုထင်ပြလာပါတယ်နောက်ဆုံးမှာအင်ဒူကသူမတို့ကိုကာလာမန်ဒီကလွတ်လိုက်တာဖြစ်ကြောင်းနဲ့မင်းကိုဘာတွေဖြစ်ခဲ့တာလဲဆိုတာသိချင်တယ်လို့ဝိညာဉ်ကိုမေးလိုက်ပါတယ်နောက်ပိုင်းကိုကြည့်ချင်ရင်ကောမန့်မှာကြည့်ချင်တယ်လို့ရေးခဲ့ပါခီးရှင်နေပြီးနောက်တရေဖန်းသမားဟာမင်းကလေးရဲ့အိမ်ကိုရောက်ရှိလာပါတယ်သူဟာကာကူတာလို့ခေါ်တဲ့တရေအကြောင်းကြားသိရတာကိုအတော်လေးစိတ်ဝင်စားနေပြီးအဲ့ဒီတရေရဲ့တက်ဖြတ်ပုံကိုလည်းသဘောကျနေုံရပါတယ်သူ့မှာတရေဖန်းတဲ့အတွေ့အကြုံ3နှစ်ရှိကြောင်းနဲ့သူဆွဲထားတဲ့ပန်းချီကားကတဆင့်တရေတွေကသူ့ကိုစကားလမ်းပြောလေးရှိတယ်လို့ရှင်းပြပါတယ်မင်းကလေးကတရေဖန်းသမားကိုသူ့လုပ်เสียရှိတာတွေလုပ်နိုင်ပေမဲ့ရွာသားတွေဒါကိုလုံးဝမသိစေဖို့တတိပေးပါတယ်အဲ့ဒီအချိန်မှာပဲတကားကိုတစုံတစ်ယောက်ကပြင်းထန်စွာလာခောက်ပါတယ်တရေဖန်းသမားကသူ့ရဲ့စက်ကိရိယာနဲ့တိုင်းတာကြည့်တဲ့အခါအပြင်မှာရှိနေတာဟာတရေမဟုတ်ပဲလူသားဖြစ်ကြောင်းသိလိုက်ရပါတယ်တကားဖွင့်လိုက်တဲ့အခါမင်းကလေးရဲ့အမျိုးသားဖြစ်နေတာကိုတွေ့ရပါတယ်သူဟာတရေဖန်းသမားကိုအယုံကြည်မရှိပေမဲ့နောက်ဆုံးမှာတော့သူတို့အားလုံးကာကူတာတရေရှိရာလဲခွင်းထဲကိုတွားရောက်ပြီးစုံစမ်းဖို့ပြင်ဆင်ကြပါတော့တယ်နောက်ပိုင်းကိုကြည့်ချင်ရင်ကောမန့်မှာကြည့်ချင်တယ်လို့ရေးခဲ့ပါတရားမှာတော့ပစ်တာနဲ့အင်ဒူတို့ဟာကာကူတာတရေရှိရာလဲခွင်းထဲကိုလိုက်သွားရင်ကာကူတာနေထိုင်ရာအရက်ကိုရောက်ရှိသွားခဲ့ပါတယ်အဲ့ဒီမှာကိုမာတီဟာဝိညာဉ်တစ်ခုနဲ့စကားပြောပြီးရေမောရင်တတိလဲကျသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲကာကူတာရဲ့ဝိညာဉ်ဟာသူတို့ဖွဲ့ကိုတိုက်ခိုက်ဖို့ကြိုးစားလာပါတယ်အခြေအနေကိုထိန်းသိမ်းဖို့အတွက်အင်ဒူကကာကူတာရဲ့တခင်ဖြစ်သူနာမည်ကိုအော်ဟစ်ပြောဆိုလိုက်ပါတယ်ငါတို့ကိုကာလာမန်ဒီကလွတ်လိုက်တာနင်ဘာကြောင့်အခုလိုတွေရှောက်လုပ်နေရတာလဲဆိုတာငါတို့သိကျင်တယ်လို့မေးမြန်းလိုက်ပါတယ်အဲ့ဒီနောက်ကာကူတာရဲ့ဝိညာဉ်ဟာကိုမာတီရဲ့ခန္ဓာကိုယ်ရဲ့ကိုပူးကပ်ဝင်ရောက်သွားပြီးသူ့ရဲ့အတိတ်ဆက်ကြောင်းကိုပြောပြပါတယ်သူဟာအရင်ကရာတော်ရီရွာမှာနေထိုင်ခဲ့ပြီးအရန်ကိုပျော်ရွှင်ခဲ့သူပါဒါပေမဲ့နဘန်းသမားကူကူကသူ့ကိုမကြည့်ရှုတဲ့အတွက်တရားမှာသူ့ကိုအပြစ်မရှိတဲ့တပ်ဖို့လိုက်ပါတယ်သူဟာအိမ်တိုင်းရဲ့တကားကိုခောက်ပြီးအကူအညီတောင်းခဲ့ပေမဲ့ဘသူကမှတကားဖွင့်မပေးခဲ့ကြပါဘူးနောက်ဆုံးမှာတော့အေးဒဏ်ကြောင့်ဒီနေရာမှာပဲတေဆုံးခဲ့ရပါတယ်အခုတော့သူကအိမ်တိုင်းမှာသူ့အတွက်တကားတစ်ခုတီးတက်ရှိရမယ်အကယ်၍တကားဖွင့်မပေးတဲ့အိမ်ရှင်ကို73ရက်တိုင်တိုင်နှိပ်စက်ပြီးတက်ပစ်မယ်လို့ကြုံရပါတယ်ပစ်တာကကာကူတာကိုနားချဖို့စူးစမ်းပေမဲ့သူကလက်မခံပဲကိုမာတီရဲ့ကိုယ်ရဲကနေထွက်ခွာသွားပါတယ်သူတို့ဖွဲ့အိမ်ပြန်ရောက်တဲ့အခါဒီပြဿနာကနေဘယ်လိုလွတ်မြောက်မလဲဆိုတာကိုအဖြေရှာကြပါတယ်။ဘာကြောင့်လဲဆိုတော့တရက်ပဲလိုတော့တဲ့ဆန်နီရဲ့အသက်ကိုကယ်တင်ဖို့အတွက်ဒီဝိညာဉ်ကိုအမြန်ဆုံးနှိမ်နင်းပြရမှာဖြစ်လို့ပါပဲ။နောက်ပိုင်းကိုကြည့်ချင်ရင်ကောမန့်မှာကြည့်ချင်တယ်လို့ရေးခဲ့ပါ။ဝိညာဉ်ရဲ့ဝမ်းနည်းစရာဇာတ်ကြောင်းကိုနားထောင်ပြီးနောက်မှာပစ်တာဟာရွာသားတွေကိုထပ်မတက်ဖို့ဝိညာဉ်ကိုတားဆီးခဲ့ပေမဲ့ဝိညာဉ်ကညှင်းပယ်ပြီးထွက်သွားခဲ့ပါတယ်။ပစ်တာကဝိညာဉ်ကိုဘယ်လိုနေနဲ့မဆိုတက်ပစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဝိညာဉ်ကိုမတက်နိုင်ရင်နောက်တစ်နေ့မှာစာနီတေဆုံးသွားမှာဖြစ်လို့ပါ။ကာကူတာဝိညာဉ်ရဲ့အားနည်းချက်ကသူ့ရဲ့ညာဘက်ခြေပွားမှာရှိနေရလို့ပစ်တာကတီးလိုက်ရပါတယ်အဲ့ဒီခြေပွားကိုဖျက်တောက်ပစ်နိုင်ရင်ဝိညာဉ်ဟာထာဝရကျွတ်လွတ်သွားမှာပါဒါကြောင့်ပစ်တာနဲ့အဖွဲ့ဟာဝိညာဉ်ကိုတက်ဖို့ပြင်ဆင်ကြပါတယ်တစ်ဖက်မှာလည်းစာနီရဲ့မိသားစုဝင်တွေကစာနီအတွက်နောက်ဆုံးခီးပြင်ဆင်မှုတွေလုပ်နေကြပါတယ်ညရောက်တဲ့အခါပစ်တာတို့အဖွဲ့ဟာအိမ်တအိမ်မှာဝိညာဉ်လာကိုစောင့်နေကြပါတယ်ဝိညာဉ်ရောက်လာတဲ့အခါအာယုံလွဲဖို့ကိုမာဒီကိုရှေ့မှာထားလိုက်ပါတယ်ပစ်တာကဝိညာဉ်ရဲ့ခြေထောက်ကိုဖျက်ဖို့ကြိုးစားပေမဲ့စာနီကြောင့်ဝိညာဉ်ကပစ်တာကိုမြင်သွားခဲ့ပါတယ်အဲ့ဒီနောက်ဝိညာဉ်ကကိုမာတီရဲ့ခန္ဓာကိုယ်ရဲ့ကိုပူးဝင်သွားပြီးအားလုံးကိုတယောက်ပြီးတယောက်တိုက်ခိုက်ပါတော့တယ်ဝိညာဉ်ဟာကိုမာတီရဲ့ခန္ဓာကိုယ်ကိုအသုံးချပြီးခဏခဏပူးဝင်နေတဲ့အတွက်ပစ်တာအနေနဲ့ဝိညာဉ်ကိုတတ်ဖို့အခက်တွေ့နေရပါပြီအဲ့ဒီနောက်တရေကပစ်တာကိုရေထဲနဲ့တတ်ဖို့စူးစမ်းတဲ့အခါမှာတော့ပစ်တာကတရေဟာရေကိုကြောက်တယ်ဆိုတာကိုသတိထားမိသွားပါတယ်ပစ်တာကတရေကိုရေထဲပြန်နှိပ်လိုက်တဲ့အတွက်တရေဟာကိုမတီရဲ့ကိုယ်ရဲကနေထွက်ပြေးသွားပါတယ်ပစ်တာကတရေနောက်ကိုလိုက်သွားပြီးတရေရဲ့ဂူပိမှန်ကိုမိရှုဖျက်ဆီးလိုက်ပါတယ်တရေကဒေါသထွက်ပြီးပစ်တာကိုသူ့ရဲ့မော်ဆွမ်းနဲ့တက်ဖို့စူးစမ်းချိန်မှာကိုမတီရောင်ဆောင်ထားတဲ့အင်ဒူရောက်လာပြီးတရေကိုအာယုံလဲပေးခဲ့ပါတယ်အဲ့ဒီအချိန်မှာပစ်တာကပူစိန်နဲ့တရေကိုခုတ်တက်လိုက်တဲ့အတွက်တရေဟာထာဝရ
ကျွတ်လွတ်သွားပါတော့တယ်ဆန်နီရဲ့ကြောကုန်းကအဖူကြီးလည်းပျောက်ကွယ်သွားပြီးတရွာလုံးလည်းတရဲရဲ့ကျိန်စာကနေထာဝရလွတ်မြောက်သွားခဲ့ပါတယ်